မင်္ဂလာပါရှင်မြန်မာနောက်မှတင်ဆက်ထားပြီးတော့ဆောင်းမရှင်သုတဆောရေးသားထားတဲ့အမေရိကန်စုံစမ်းနေတဲ့တရုတ်ကြားဖြန့်နဲ့တရုတ်ကွန်မြူနတီပါတီဆက်နွယ်မှုဖြစ်နိုင်ခြေဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်ဆောင်းမရှင်ကမြောက်ရီမှာရှိတဲ့ကြားဖြန့်လုပ်ငန်းခွင်တည်တည်ခံအဆောက်အုံတွေဖျက်ဆီးအစအနဖြောက်ခံနေရတဲ့အချိန်မှာတရုတ်ကြားဖြန့်ဂိုင်းတွေရဲ့ရာဇဝတ်ခွင်းဆက်နဲ့အမေရိကန်တရုတ်အားပြိုင်မှုအကြောင်းကိုဒီဆောင်းပါးမှာဆောင်းမရှင်ကသုံးသပ်ထားပါတယ်မေလ15ရက်နေ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့တရုတ်နိုင်ငံခီးစဉ်အပြီးမှာအမေရိကန်ကွန်ဂရက်ရဲ့အထူးကော်မတီတစ်ခုကနိုင်ငံဖြတ်ကျော်တရုတ်ကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုင်းများနဲ့တရုတ်ကွန်မြူနတီပါတီအကြားဆက်နွယ်မှုတွေကိုလေ့လာထားတဲ့ရာဇဝတ်မှုအကျင့်ပြတ်ခြစားမှုနဲ့အာဏာလို့နာမည်ပေးထားတဲ့အစီရင်ခံစာတစ်စောင်ကိုအချိန်ကိုက်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာကိုအမေရိကန်နိုင်ငံနဲ့တရုတ်ကွန်မြူနတီပါတီကြားမဟာဗျူဟာပြိုင်ဆိုင်မှုဆိုင်ရာအောက်လွှတ်တော်အထူးကော်မတီကထုတ်ပြန်ခဲ့ပြီးတော့မေလ19ရက်နေ့မှာကော်မတီရဲ့ကြားနာပွဲကိုလည်းအာဏာရ Republican ပါတီလွှတ်တော်အမတ်နဲ့ကော်မတီဥက္ကဋ္ဌဂျွန်မိုလီနာကဦးဆောင်ကျင်းပခဲ့ပါတယ်။အစီရင်ခံစာမှာတရုတ်ကြားဖြန့်ရာဇဝတ်ဂိုင်းတွေနဲ့တရုတ်ကွန်မြူနတီပါတီအာဏာရှိသူတို့ရဲ့အကျင့်ပြတ်ခြစားမှုအကြားမှာဆက်နွယ်မှုရှိမရှိကိုစုံစမ်းလေ့လာမှုတွေပါဝင်ပါတယ်။လွှတ်တော်ကြားနာပွဲကိုသမ္မတထရန့်ဖျက်သိမ်းခဲ့တဲ့ American ငြိမ်းချမ်းရေး Institute, United States Institute of Peace ရဲ့မြန်မာနိုင်ငံဒါရိုက်တာဖြစ်နောက်ဆုံးတာဝန်ယူထားခဲ့တဲ့သူနဲ့တရုတ်မြန်မာဆက်ဆံရေးကျွမ်းကျင်သူဂျေဆန်တာဝါ American ရဲ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Harvard တက္ကသိုလ်အာရှရေးရာစင်တာကအဲ့သူတွေသည် Jacob Smith ကြားဖြန့်ဂိုင်းတွေကိုမြေပြင်ထိကွင်းစင်းစုံစမ်းပြီးတော့ထောက်လှမ်းခဲ့တဲ့Operation Shamrock ဆိုတဲ့အဖွဲ့ကိုတည်ထောင်သူနဲ့ဥက္ကဋ္ဌ Eric West တို့ကသူတို့စုဆောင်းရရှိထားတဲ့အထောက်အထားတွေပေါ်မှာအခြေပြုပြီးတော့မှသက်သေထွက်ဆိုခဲ့ပါတယ်။ဂျေဆန်တာဝါကလက်ရှိမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာကမ္ဘာလုံးဆိုင်ရာဦးဆောင်အဖွဲ့ Global Initiative Against Transition နဲ့ Organized Crimes ရဲ့အကြီးတန်းပညာရှင်တစ်ယောက်ဖြစ်ပါတယ်။စက်မှုစုံများသို့မဟုတ်မြို့သစ်များအသွင်သဏ္ဍာန်ဖန်တီးထားပြီးတော့တရားဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့်ပမာစနစ်တကျတည်ဆောက်ထားတဲ့အဆောက်အအုံတွေထဲမှာတရုတ်နိုင်ငံသားအများစုပါဝင်တဲ့ထောင်တောင်းချီတဲ့လူအင်အားနဲ့လှုပ်ဝက်အွန်လိုင်းငွေလိမ်စင်တာတွေလုပ်ကိုင်နေတာကိုထိုင်းမြန်မာနဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသတွေမှာဖော်ထုတ်နှိမ်နင်းခဲ့ပြီးတဲ့နောက်မှာအမေရိကန်အစိုးရလွှတ်တော်လုံခြုံရေးအေဂျင်စီတွေအရက်ဖက်အဖွဲ့အစည်းများနဲ့ပညာရှင်တွေကဒီပြဿနာရဲ့အတိတ်အနက်ကိုအလွန်နောက်ကျပြီးမှအလေးထားလာကြပြီဆိုတာကိုဒီအစီရင်ခံစာမှာလေ့လာတွေ့ရှိရပါတယ်။တရုတ်ကြားဖြန့်ဂိုင်းတွေနဲ့တရုတ်ကွန်မြူနတီပါတီအကြားဆက်ဆံမှုကိုအလေးထားလေ့လာခဲ့တဲ့ဒီအစီရင်ခံစာကြောင့်ကြားဖြန့်ပြဿနာဟာအမေရိကန်တရုတ်အားပြိုင်မှုနယ်ပယ်သစ်ဖြစ်လာနေပြီလားဆိုတာကစိတ်ဝင်စားစရာကောင်းလာပါတယ်။တရုတ်ကြားဖြန့်ဂိုင်းများရေးတရုတ်ကွန်မြူနတီပါတီနဲ့အစိုးရတာဝန်ရှိမှုအရှေ့တောင်အာရှနိုင်ငံများတွေမှာတရုတ်ကြားဖြန့်ဂိုင်းတွေဖြန့်ကျက်ဝင်ရောက်လာတဲ့ဖြစ်စဉ်ဟာကြားဖြန့်ဂိုင်းကောင်းဆောင်တရုတ်နိုင်ငံသားတွေသက်ဆိုင်ရာနိုင်ငံတွေရဲ့အာဏာပိုင်အတိုင်းဝိုင်းတွေဝင်ဆက်လာနိုင်မှုကစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒီကိစ္စရဲ့နောက်ွယ်မှာတရုတ်ကွန်မြူနတီပါတီကဒီနိုင်ငံတွေအပေါ်မှာနိုင်ငံရေးအရာဩဇာလွှမ်းမိုးချုပ်ကင်နိုင်မှုစနစ်တကျအကွက်ချအသုံးချခဲ့သလားဆိုတဲ့တန်မြဖြုတ်ပွဲအချက်တွေအပါအဝင်ကြားဖြန့်ဂိုင်းတွေနဲ့တရုတ်ကွန်မြူနတီပါတီဆက်နွယ်မှုရှိမရှိကိုအစီရင်ခံစာကစုံစမ်းလေ့လာထားခြင်းဖြစ်ပါတယ်။သို့သောတရုတ်ကြားဖြန့်ငွေလိမ်ဂိုင်းတွေရဲ့နောက်ွယ်မှာတရုတ်ကွန်မြူနတီပါတီတိုက်ရိုက်ပတ်သက်ဆက်ဆက်တဲ့အထောက်အထားလက်ရှိအချိန်မှာမတွေ့ရှိရသေးဘူးလို့အစီရင်ခံစာကဖော်ပြထားပါတယ်။သို့သောတရုတ်အစိုးရပိုင်ကုမ္ပဏီကကမ္ဘောဒီးယားနိုင်ငံမှာကြားဖြန့်အဆောက်အအုံတွေကိုဆောက်လုပ်ပေးခဲ့ကြောင်းအထောက်အထားအထင်ရှားထွက်ပေါ်လာခဲ့ခြင်းကအမေရိကန်အစိုးရလွှတ်တော်နဲ့လုံခြုံရေးအေဂျင်စီတွေကိုတက်လှမ်းတကယ်သို့ဖြစ်သွားဟန်နဲ့တူပါတယ်။ကွန်မြူနတီပါတီအတွင်းမှာရှိတဲ့အာဏာရှိသူများအကျင့်ပြတ်ခြစားတဲ့အရာရှိကြီးများနဲ့ကြားဖြန့်ဂိုင်းတွေတွယ်ဝိုက်စွာဆက်ဆက်ပတ်သက်မှုရှိနိုင်တဲ့ဖြစ်တန်ခြေကိုလက်ရှိမှာတော့အမေရိကန်ကစတင်စုံစမ်းထောက်လှမ်းနေပြီဖြစ်ကြောင်းကိုလေ့လာတွေ့ရှိရပါတယ်။ဒါ့အပြင်တရုတ်ကြားဖြန့်ဂိုင်းတွေဟာအွန်လိုင်းကနေလိမ်လည်ရရှိခဲ့တဲ့ငွေကြေးတွေကိုcrypto ငွေကြေး cryptocurrency အဖြစ်ပြောင်းလဲခြင်းတရုတ်ဘာသာနဲ့တိဆောက်လည်ပတ်နေတဲ့ online application များသုံးပြီးတော့အခြေအားရောက်သိမ်းဆည်းခြင်းတရုတ်မြေအောက်ဘဏ်များ Chinese Underground Bank လည်ပတ်လုပ်ကိုင်ပြီးတော့မှလိမ်လည်ငွေအမြောက်အများကိုလွှဲပြောင်းနေတာကိုအမေရိကန်ကလေ့လာတွေ့ရှိထားပါတယ်။အဆိုပါတရုတ်ဘာသာနဲ့အဆင့်မြင့်တိဆောက်ထားတဲ့ digital အခြေခံအဆောက်အအုံတွေကိုအသုံးချနိုင်စွမ်းရှိနေတဲ့
တရုတ်ကြားဖြန့်ကိုင်းရဲ့နောက်ကွယ်မှာတရုတ်ကွန်မြူနစ်ပါတီရှိနိုင်တယ်ဆိုတဲ့ဖြစ်တန်ကြီးကိုလည်းအမေရိကန်နိုင်ငံရေးအတိုင်းအဝိုင်းအတွင်းစတင်စူးစမ်းလေ့လာနေပြီဖြစ်ပါတယ်။ရှေ့တောင်အာရှဒေသမှာတရုတ်နိုင်ငံသားရာဇဝတ်သားတွေဦးဆောင်တဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းတွေဘလို့ရောက်ရှိပြောင်းမွားခဲ့တာကိုလေ့လာခဲ့တဲ့အခါမှာလွန်ခဲ့တဲ့10စုနှစ်အတွင်းမှာတရုတ်အစိုးရကနိုင်ငံတွင်းမှာရှိတဲ့အွန်လိုင်းငွေလိမ်ရာဇဝတ်ကိုင်းတွေကိုနှိမ်နင်းခြင်းမှာရာဇဝတ်ကိုင်းခေါင်းဆောင်တွေကိုထိရောက်စွာဖမ်းဆီးခဲ့ခြင်းမပြုခဲ့ကြောင်းတွေ့ရပါတယ်။ဒီရာဇဝတ်ကိုင်းခေါင်းဆောင်တွေကအိန္ဒိချင်းအရှေ့တောင်အာရှနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီးတော့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အားနေပြီးတော့မှအကျင့်ဖြတ်ချစားတဲ့အစိုးရရန်ရာတွေကိုအသုံးချပြီးတော့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလိုအပ်တဲ့အခြေခံအဆောက်အဦတွေကိုအခိုင်အမာတည်ဆောက်အခြေစိုက်နိုင်ုံသာမကအာဏာရှိနိုင်ငံရေးအတိုင်းအဝိုင်းတွေကိုနက်နက်ရှိုင်ရှိုင်ဝင်ရောက်လှုပ်ရှားနိုင်ခဲ့တယ်လို့နိုင်ငံရေးအာဏာနဲ့အကာအကွယ်ယူမှုတွေကိုလည်းလှုပ်ဆောင်နိုင်ခဲ့တယ်လို့သုံးသပ်ထားပါတယ်။မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတို့မှာတရုတ်ကြားဖြန့်ရာဇဝတ်ကိုင်းခေါင်းဆောင်တွေဟာနိုင်ငံရေးခြားတရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီးများအသွင်ပြောင်းလဲနိုင်ခဲ့ပြီးတော့အဆိုပါနိုင်ငံတွေမှာကုမ္ပဏီတွေတရားဝင်ထူထောင်ပြီးတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းအဖြစ်တရားဝင်မှုမျက်နှာဖုံးကိုကောင်းစွာရရှိခဲ့ကြပါတယ်။အဆိုပါဖွံ့ဖြိုးရေးစီမံကိန်းတွေဟာအခြေခံအဆောက်အအုံများကိုအခိုင်အမာဆောက်လုပ်ခဲ့ပြီးတော့နောက်ပိုင်းမှာအဲ့ဒီအဆောက်အုံတွေကိုတရုတ်ကြားဖြန့်ခိုင်းနေတဲ့ online ငွေလိမ်စက်တာတွေအဖြစ်အသုံးချခဲ့တဲ့အထောက်အထားတွေယခုအခါမှာထွက်ပေါ်လာပါတယ်။အဆိုပါအခြေခံအဆောက်အုံများကိုတရုတ်အစိုးရပိုင်ကုမ္ပဏီတွေကတည်ဆောက်ပေးခဲ့မှုကအထူးပဲတန်တရားဖြစ်เสียအချက်ဖြစ်ပေါ်ထွက်လာပြီးတော့တရုတ်အစိုးရနဲ့တရုတ်ကွန်မြူနစ်ပါတီမှာတာဝန်ရှိကြောင်းတွေ့မြင်လာရပါတယ်။ကမ္ဘောဒီးယားအခြေစိုက်ကြားဖြန့်ကိုင်းနဲ့တရုတ်အစိုးရပိုင်ကုမ္ပဏီအကြားဆက်နွယ်ပုံအမေရိကန်ကွန်ဂရက်အထူးကော်မတီရဲ့ကြားနာပွဲအတွင်းမှာကော်မတီဥက္ကဋ္ဌဂျွန်မိုလီနာကတရုတ်ကြားဖြန့်ခိုင်းတွေနဲ့တရုတ်အစိုးရကြားမှာအဆက်ဆက်ရှိမရှိကိုရှင်းရှင်းလင်းလင်းသိလို့ကြောင်းမေးမြန်းရမှာ Harvard တက္ကသိုလ်အာရှရေးရာစင်တာရဲ့အဲ့သူတေတီဂျေကော့တာဝါကတရုတ်နိုင်ငံကကမ္ဘောဒီးယားနိုင်ငံကိုရွှေ့ပြောင်းလာပြီးတော့မှကမ္ဘောဒီးယားနိုင်ငံသားခံယူထားတဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်ချန်စီရဲ့ Prince Group ပိုင်ဆိုင်တဲ့အဆောက်အုံတွေကိုတရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေး Engineer Corporation China State Construction Engineering Corporation CSCEC ရဲ့အမှတ်၄ဘျူရိုကတည်ဆောက်ပေးခဲ့ကြောင်းရှင်းလင်းပြချခဲ့ပါတယ်။အစီရင်ခံစာမှာလည်းဒါကိုနောက်ဆက်တွဲအဖြစ်ဖော်ပြထားပါတယ်။ချန်စီရဲ့နောက်ကျောင်းကိုစုံစမ်းခဲ့ရမှာသူဟာကမ္ဘောဒီးယားနိုင်ငံကိုပြောင်းရွှေ့နေထိုင်ခြင်းမပြုမီတရုတ်နိုင်ငံမှာ online လောင်းကစားမှုနဲ့လိမ်လည်မှု online gaming and gambling fraud ပြမှုမှတ်တမ်းတွေရှိထားသူဖြစ်ကြောင်းတွေ့ရပါတယ်။ဒီလိုမျိုးရာဇဝတ်နောက်ခံမှတ်တမ်းရှိထားတဲ့ချန်စီကိုတရုတ်အစိုးရအာဏာပိုင်တွေကမသိရှိပဲမနေပါ။ဒါပေမဲ့ကမ္ဘောဒီးယားမှာရှိတဲ့ချန်စီရဲ့စီးပွားရေးအခြေခံအဆောက်အုံတွေကိုတရုတ်အစိုးရပိုင် CSCEC Fort Bureau ကုမ္ပဏီကတိစောက်ပေးခဲ့ပြီးတော့မှဒီအဆောက်အုံတွေဟာကြားဖြန့် online ငွေလိမ်စင်တာတွေအဖြစ်ပေါ်ထွက်လာခြင်းကတန်တရားပစ္စည်းဖြစ်လာပါတယ်။ကမ္ဘောဒီးယားကိုချန်စီဘလို့ပဲပုံရောက်ရှိလာတာကိုအတိအကျခြေရာခံနိုင်စွမ်းမရှိပါ။ဒါပေမဲ့တရုတ်နိုင်ငံမှာရာဇဝတ်မှတ်တမ်းရှိထားတဲ့ချန်စီဟာအချိန်တိုအတွင်းမှာကမ္ဘောဒီးယားအာဏာရှင်ဟွန်ဆန်မိသားစုနဲ့နီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပြီးတော့2026ခုနှစ်ဇန်နဝါရီလမှာသူ့ကိုဖမ်းဆီးတဲ့အချိန်မှာဟွန်ဆန်ရဲ့သားလက်ရှိဝန်ကြီးချုပ်ဟွန်မာနတ်ရဲ့အစိုးရမှာဝန်ကြီးအဆင့်နဲ့တူညီတဲ့အကြံပေးယာရုကိုတောင်ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ချန်စီကိုအလွန်အရေးပါတဲ့တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တအုပ်အဖြစ်ဖော်ထုတ်တွေ့ရှိခဲ့တဲ့အချိန်ထိတရုတ်ဆိုရကသူနဲ့ပတ်သက်ပြီးတော့မှရင်ကုန်နှုတ်ပိတ်နေခဲ့ပါတယ်။ဒါပေမဲ့ချန်စီကိုဖမ်းဆီးလိုက်ပြီးနောက်မှာတရုတ်ဆိုရကသူ့ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းရယူနိုင်မှုချက်ချင်းလှုံ့ဆော်ခဲ့ပါတယ်။လက်ရှိမှာတော့ချန်စီနဲ့ပတ်သက်တဲ့တရားစီရင်မှုဘလို့ဆောင်ရွက်နေရဆိုတာကိုပြင်ပကဘာကြီးကပွင့်လင်းမြင်သာမှုရှိရှိနဲ့မသိရှိနိုင်တော့ပါ။ဒီချက်တွေကြောင့် American Congress အထူးကော်မတီရဲ့ကြားနာပွဲခန်းမအတွင်းမှာလွှတ်တော်အမတ်တွေရဲ့မေးမြန်းချက်တွေနဲ့တပ်တွေထွက်ဆိုကြသူတွေရဲ့ဖြေကြားချက်တွေအရသူတို့မှာတန်တရားစိတ်တွေလွှမ်းမိုးလျက်ရှိတာကိုအကဲခတ်နိုင်ပါတယ်။ဒီအခြေအကိုလေ့လာခြင်းအပြင်နိုင်ငံရဲ့ခြားတရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီးအသွင်ယူထားတဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်ချန်စီယာကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့အာဏာရှိအထက်တန်းအလွှာနိုင်ငံရေးအတိုင်းဝိုင်းတွေကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုဝင်ရောက်နိုင်မှုအတွက်တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေကကူညီခဲ့သလားလို့စဉ်းစားကြရှိလာပါတယ်။နိုင်ငံရေးအာဏာရှိသူတို့ရဲ့အကာအကွယ်ရယူပြီးတော့သူ့ရဲ့လုပ်ငန်းတွေကိုလက်ပတ်တာလိမ်လည်ရရှိထားတဲ့ငွေကြေးတွေကိုတရုတ်ဘာသာနဲ့ဖန်တီးတိစောက်ထားတဲ့ online ငွေကြေးစနစ်ထဲမှာခြေရာပြောက်သိမ်းဆည်းတာနဲ့
တရားဝင်စီးပွားရေးလုပ်ငန်းများတွေကိုပုံစံအမျိုးမျိုးနဲ့ပြောင်းလဲပြီးငွေကြေးစီးဝင်စီတာငွေဖြူဖြစ်စေဖို့လှုံ့ဆော်တာစတဲ့ကြီးမားရှုပ်ထွေးတဲ့လုပ်ငန်းကွင်းဆက်အတွက်ခိုင်မာတဲ့ institution အခြေခံအဆောက်အဦတွေပိုင်ဆိုင်ထားတဲ့အဖွဲ့အစည်းတွေရဲ့နောက်ွယ်ကကူညီပေးနေသလားဆိုတဲ့မေးခွန်းတွေလည်းရှိနေပါတယ်။မြန်မာနိုင်ငံနဲ့ပြန်ပွားလာတဲ့တရုတ်ကြားဖြန့်တဲ့တရုတ်အစိုးရမူဝါဒအရှုပ်ထွေးAmerican Congress လွှတ်တော်ကထုတ်ပြန်ခဲ့တဲ့ရာဇဝတ်မှုအကျင့်မြတ်ချစားမှုနဲ့အာဏာအစီရင်ခံစာမှာတရုတ်ကြားဖြန့်ငွေလိမ်ကိုင်းတွေဟာမြန်မာနိုင်ငံထဲမှာခြေကုပ်ယူပြန်ပွားလာပုံနဲ့တရုတ်အစိုးရပိုင်ကုမ္ပဏီတွေကြားဆက်နွယ်မှုကိုကမ္ဘောဒီးယားကချန်စီနဲ့ Prince Group ကဲ့သို့ရှင်းရှင်းလင်းလင်းမတွေ့ရှိရဘူးလို့ဖော်ပြထားပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာတရုတ်ကြားဖြန့်ရာဇဝတ်ကိုင်းတွေဟာအလင်းမြန်ပြန့်နှံ့လာခြင်းကတရုတ်အစိုးရကသူတို့နိုင်ငံတွင်အဲ့ဒီရာဇဝတ်မှုတွေကိုပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့မှုနဲ့ခွဲခြားထားလို့မရပဲတိုက်ရိုက်ဆက်ဆက်နေကြောင်းသုံးသပ်ထားပြီးတော့တရုတ်နယ်စပ်ရဲ့မြန်မာဘက်အချမ်းကိုကန့်ဝနဲ့မိုင်းလာလက်နက်ကိုင်ဖွဲ့တွေရဲ့အကာအကွယ်လက်အောက်ကိုတရုတ်ပြည်ပြည်ရာဇဝတ်သားတွေထွက်ပြေးခဲ့ကြရမှာတရုတ်မြန်မာနယ်စပ်ဒေသဟာကြားဖြန့်ဂိုင်းတွေရဲ့အဓိကစကြက်မြေဖြစ်လာတယ်လို့သုံးသပ်ထားပါတယ်။2021ခုနှစ်မှာဆရာနာသိမ်းမှုနဲ့အတူနိုင်ငံအနှံ့ပြည်သူတွေရဲ့စန့်ကျင်တော်လှန်မှုဖြစ်ပွားလာတာကိုအခွင့်ကောင်းယူပြီးတော့အာဏာသိမ်းစစ်ကောင်စီနဲ့မဟာမိတ်ပြုထားတဲ့ကိုကန့်နေချာဆောင်တပ် MNDAA ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့မိုင်းလာ NDA တို့ရဲ့နယ်မြေတွေမှာကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကိုကြည်ကြဲပြန့်ပြန့်လှုပ်ဆောင်ခဲ့ကြပါတယ်။တရုတ်ကြားဖြန့်ကိုင်းတွေကအဆိုပါလက်နက်ကင်တပ်ဖွဲ့တွေရဲ့အကာအကွယ်နဲ့သူတို့ထိန်းချုပ်စိုးမိုးထားတဲ့ဒေသတွေမှာအခြေစိုက်ပြီးတော့တရုတ်နိုင်ငံနဲ့ချိတ်ဆက်နေတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ငွေကြေးခွာချမှုစနစ်တွေကိုပါဝင်ပတ်သက်နေတယ်လို့အစီရင်ခံစာကဖော်ပြထားပါတယ်။ American ထောက်လှမ်းရေးအေဂျင်စီတွေကတရုတ်ကြားဖြန့်ဂိုင်းတွေဟာအွန်လိုင်းမှာရရှိလာတဲ့ငွေကြေးတွေကိုအစားဖြောင်းသိမ်းဆည်းဖို့အတွက်မြည်သည့်ငွေကြေးအခြေခံအဆောက်အုံရန်တရားတွေကိုအသုံးပြုနေတာဖြစ်ကြောင်းကိုခြေရာခံစုံစမ်းခြင်းကိုအဓိကထားဆောင်ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံကတရုတ်ကြားဖြန့်တွေကိုနှိမ်နင်းတဲ့အခါမှာတရုတ်အစိုးရဟာ2023ခုနှစ်139ခွန်စစ်စင်ရေးကိုဦးဆောင်ခဲ့တဲ့ကိုကန့်လက်နက်ကိုင် MNDAA သူ့ရဲ့မဟာမိတ်တောင် TNLA နဲ့အာရခတပ်မတော် AA တို့ကိုတွယ်ဝိုက်အသုံးချခဲ့ပြီးတော့ကြားဖြန့်နှိမ်နင်းရေးဟာဒီစစ်စင်ရေးရဲ့အဓိကအစိတ်ပိုင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။သို့တော့မြောက်ပိုင်းညီနောင်အဖွဲ့များအဖြစ်လူသိများကြတဲ့ဒီသုံးဖွဲ့ဟာဆရာနာရှင်လက်အောက်မှာရှိတဲ့သူတို့ရဲ့တိုင်းသားနယ်မြေလွတ်လပ်ရေးကြီးမှန်းချက်ကိုလည်းပူးတွဲအကောင့်ထဲပေါ်ခဲ့ကြပါတယ်။တရုတ်ဆိုရဟာကိုကန့်နယ်မြေအတွင်းမှာကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပြည်ပြေးရာဇဝတ်သားတွေကိုဖမ်းဝရမ်းထုတ်တာထက်ကိုကန့်မိသားစု၄ခုဖြစ်တဲ့ညီပဲဝေနဲ့လျှိုမိသားစုတွေကိုအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဦးစီးလှုပ်ဆောင်နေတဲ့အဓိကတရားခံများအဖြစ်ဖမ်းဝရမ်းထုတ်ခြင်းကိုသာလှုပ်ဆောင်ခဲ့ပါတယ်။အာနာသိန်းကောင်းဆောင်ကဒီမိသားစုဝင်တွေကိုနေပြည်တော်ကိုလှုပ်ဝက်ခဲ့ထုတ်ပြီးအကောက်ခွဲပေးထားရကနေပြီးတော့မှတရုတ်ကဖိအားပေးပြီးသူတို့ထံအနံစီရင်လှုပ်ဆောင်ခဲ့ခြင်းကိုနှစ်နိုင်ငံပူးပေါင်းစစ်ဆင်ရေးအောင်ပွဲဖြစ်တရုတ်မီဒီယာများကဝါဒဖြန့်ခဲ့ကြပါတယ်။ဂျာသေးမီကပဲသူတို့တဲကမိနဲ့ပယ်မိသားစုဝင်တွေကိုတရုတ်အစိုးရကကြိုးပေးကွပ်မျက်ခဲ့ပါတယ်။သို့တော့ဝေးလံခေါင်ပြပြီးတော့မှပညာရေးအလွန်နှိမ့်ကျပြီးခေတ်မီ digital နည်းပညာကိုထွန်းကားခြင်းမရှိတဲ့ကိုကန့်ဒေတာမှာရှိတဲ့အဆိုပါမိသားစုဝင်တွေကခေတ်မီ online နည်းပညာတွေနဲ့စနစ်တကျ online လိမ်လည်ပြီးစနစ်တွေကိုအလိုလျောက်ကျွမ်းကျင်တက်မြောက်ဦးဆောင်ဖို့ကရုပ်တိမတန်တဲ့အချက်ဖြစ်နေပါတယ်။ဒါဆိုရင်ကိုကန့်ဒေတာမှာရှိတဲ့ online ငွေလိမ်လုပ်ငန်းကိုဦးဆောင်ခဲ့တဲ့သူတရုတ်နိုင်ငံသားကြားဖြန့်ခေါင်းဆောင်တွေကိုတရုတ်အစိုးရကဖမ်းဆီးရရှိခြင်းရှိမရှိဖမ်းမိထားပြီးဆိုပါကလည်းသူတို့ကိုဘလို့တရားစီရင်နေလဲစတဲ့သတင်းအစအနကိုမှထုတ်ပြန်ထားခြင်းမရှိတဲ့အချက်ကတန်တရားဖြစ်ဖွယ်ရာတရုတ်အစိုးရရဲ့ကြားဖြန့်နှိမ်နင်းရေးမူဝါဒဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်ကကြားဖြန့်ဂိုင်းတွေဟာတရုတ်ပြည်မကြီးတွေကိုတိုက်ရိုက်ရွှေ့ပြောင်းခြေချလာခြင်းဖြစ်ပေမဲ့လည်းမြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်မြဝတီနယ်စပ်မြို့ကကြားဖြန့်စင်တာတွေကကမ္ဘောဒီးယားနိုင်ငံခြေဆိုင်တရုတ်ကြားဖြန့်ဂိုင်းတွေနဲ့နီးနီးကပ်ကပ်ဆက်ဆက်နေကြောင်းလေ့လာတွေ့ရှိရပါတယ်။မြဝတီမြို့နယ်မှာရှိတဲ့ရွှေကုက္ကူမြို့သစ်ဖြစ်စဉ်ကလည်းချန်စီနဲ့ Prince Group ဖြစ်စဉ်ကဲ့သို့အလားတန်တူရဲလို့ဆိုနိုင်ပါတယ်။ရွှေကုက္ကူမြို့သစ်ကိုရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့တဲ့ယာထိုင်း International Holding Group Limited ရဲ့ပိုင်ရှင်တရုတ်နိုင်ငံသားရှီဂျီဂျန်ကချန်စီကဲ့သို့ကမ္ဘောဒီးယားနိုင်ငံသားခံယူထားသူဖြစ်ပါတယ်။သူဟာယာထိုင်းကုမ္ပဏီကိုတရုတ်အစိုးရလက်အောက်ခံဟောင်ကောင်ကျွန်းမှာတရားဝင်မှတ်ပုံတင်ထားခြင်းဖြစ်ပါတယ်။ရှီဂျီဂျန်က
ရွှေကုတ်ကုံမြို့တင်နေမျိုးကိုထိန်းချုပ်ထားတဲ့စောချစ်သူဦးဆောင်တဲ့ကရင်နယ်ခြားဆောင်တပ်ဖွဲ့ BGF နဲ့အဆက်အသွယ်ရရှိပြီးရွှေကုတ်ကုံမြို့တင်တိစောက်ဖို့အတွက်မြန်မာနိုင်ငံမှာမြန်မာယာထိုင်း International Holding Group ကိုတရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ရှီဂျီချန်ကကြားဖြန့်ဂိုင်းကောင်းဆောင်တဦးဖြစ်ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ထိုင်းအစိုးရကဖမ်းဆီးနိုင်ခဲ့ပြီးတော့ထိုင်းကျင်းတောင်နဲ့နှစ်နှဲငယ်ထိမ့်သိမ်းထားရကနေပြီးတော့မှ2025ခုနှစ်နောက်ပိုင်းမှာတရုတ်အစိုးရလက်ထက်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကရှီဂျီချန်နဲ့ချန်စီတို့နှစ်ဦးစလုံးတရုတ်အစိုးရလက်ထက်ပြန်ပြီးတော့ရောက်ရှိသွားခဲ့ပေမဲ့လည်းကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံမှာရှိတဲ့သူတို့အခိုင်အမာမျိုးစိချထားခဲ့တဲ့တရုတ်ကြားဖြန့်ဂိုင်းတွေရဲ့လှုပ်ရှားမှုတွေကရပ်တန့်သွားခဲ့ခြင်းမရှိဘဲနဲ့အရှိန်အုံနဲ့ဆက်လက်လည်ပတ်နေခြင်းဖြစ်ပါတယ်။လက်ရှိမှာတော့ BGF နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စိုးမိုးထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြစ်တလျှောက်မြန်မာဘက်အချမ်းမှာကြားဖြန့်ဝင်နေအများပြားပြန်ပွားလျက်ရှိပါတယ်။မကြာသေးမီကအမေရိကန်အစိုးရကမြဝတီမြို့တောင်ပိုင်းကြောက်ခတ်ဒေသမှာရှိတဲ့တိုင်းချန်ကြားဖြန့်ဂိုင်းရဲ့အွန်လိုင်းငွေလေးလုပ်ငန်းကြောင်းနဲ့လိမ်လည်ရယူထားတဲ့ငွေကြေးတွေကိုခွာချတဲ့သတင်းအချက်အလက်ပေးနိုင်သူကိုဒေါ်လာ10 သန်းစုချီးမြှင့်မယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။ American FBI ကမင်းလက်ပံကြားဖြန့်ဂိုင်းကောင်းဆောင်2ဦးကိုစစ်ဆေးဖော်ထုတ်ခဲ့ခြင်း2025ခုနှစ်နောက်ပိုင်း DKBA ထိန်းချုပ်ထားတဲ့မြဝတီမြို့တောင်ပိုင်းမင်းလက်ပံဒေသကိုကရင်မျိုးသားအစည်းအရုံးလူမျိုးရေးတပ်မတော် KNU KNL ကစီးနင်းသိမ်းပိုက်ခဲ့ရာကရှန်တာဘတ်တရုတ်ကြားဖြန့်ဂိုင်းငွေလိမ်လုပ်ငန်းကိုတွေ့ရှိခဲ့ပြီးတော့မှတင်စီရရှိခဲ့တဲ့လက်ကင်ဖုန်းတွေကွန်ပျူတာတွေနဲ့အထောက်အထားတွေကိုထိုင်းအာဏာပိုင်တွေစီကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်းအဲ့ဒီချိန်က KNU တာဝန်ရှိသူတွေကထုတ်ပြန်ကြေညာခဲ့ပါတယ်။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ American Scan Center Strike Force အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Federal စုံစမ်းစစ်ဆေးရေးဗျူရို FBI agent တွေကထောင်ထဲချီတဲ့အဆိုပါအထောက်အထားတွေကိုလက်ခံရရှိစုံစမ်းစစ်ဆေးခဲ့ပြီးတော့ရှန်နာဘတ်ကြားဖြန့်ကိုင်းတွေမှာလောက်ကိုင်ခဲ့သူတွေကိုမေးမြန်းစစ်ဆေးမှုတွေကတဆင့်တရုတ်နိုင်ငံသားတွေဖြစ်တဲ့ဟောင်ရှီချန်နဲ့ကျန်းဝေလျံတို့နှစ်ဦးဟာမင်းလက်ပံကြားဖြန့်ကိုင်းကိုဦးဆောင်တဲ့မန်နေဂျာတွေဖြစ်ကြောင်းကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။အဆိုပါတရုတ်နိုင်ငံသားနှစ်ဦးဟာမင်းလက်ပံကနေပြီးတော့မှကမ္ဘောဒီးယားနိုင်ငံကိုထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့လည်း2026ခုနှစ်နှစ်ဆန်းပိုင်းမှာထိုင်းနိုင်ငံတွေကိုပြန်လည်ဝင်ရောက်လာချိန်မှာတော့တရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ရမှာသူတို့ဟာရှနာဘတ်ကြားဖြန့်ကိုင်းကိုဦးဆောင်ခဲ့တဲ့ခေါင်းဆောင်တွေဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့တဲ့အဆိုပါတရုတ်နိုင်ငံသား2ဦးကိုအမေရိကန်ကိုလွှဲပြောင်းပေးနိုင်မှုအတွက်ထိုင်းဆိုရနဲ့ညှိနှိုင်းလှုပ်ဆောင်နေကြောင်းဝါရှင်တန်ပြည်နယ်ကိုလံဘီယာခရိုင်တရားရုံးရှိနေချုပ်ဂျန်နန်ဘရိုကမကြသေးမီကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောဆိုခဲ့ပါတယ်။ American Congress အစီရင်ခံစာကမင်းလက်ပံကြားဖြန့်ကိုင်းကိုနှိမ်နင်းခဲ့တဲ့ဖြစ်စဉ်ကနေပြီးတော့သင်ခန်းစာယူတဲ့အချက်တစ်ခုကိုလည်းသုံးသပ်ဖော်ပြထားပါတယ်။မြန်မာနိုင်ငံကကြားဖြန့်နှိမ်နင်းရေးမဟာဗျူဟာမှာကြားဖြန့်ခိုင်းနေစီကနေပြီးတော့မှတင်စီရရှိခဲ့တဲ့အထောက်အထားတွေနဲ့သူတို့အသုံးပြုခဲ့တဲ့အဆောက်အုံတွေကိုတပ်တေခံပစ္စည်းဖြစ်ထိန်းသိမ်းထားနိုင်ရေးနဲ့နေဆက်ဖြတ်ကျော်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေးကြားဖြန့်ခိုင်းတွေရဲ့အာဓမစီခိုင်းခံရသူတွေကိုအကာအကွယ်ပေးရေးနဲ့တပ်ဆိုင်ရာနိုင်ငံတွေကိုလုံခြုံစွာလွှဲပြောင်းပေးအပ်ခြင်းတို့အတွက်အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်း Non-State Armed Organization တွေကိုကူညီပံ့ပိုးပေးနိုင်မဲ့လမ်းကြောင်းတွေလွှဲလျက်ရှိတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မင်းလက်ပံဒေတာကိုအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တပ်တွေကသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးဖို့မဆိုထားနဲ့သူတို့ရဲ့အထောက်ထားချက်လက်တွေကိုပါမိရှို့ဖျက်ဆီးခြင်းနဲ့တပ်တွေအစအနဖြောက်ကြလိမ့်မယ်လို့ဆိုပါတယ်။မင်းလက်ပံနဲ့မနီမိုးဝေးမှာရှိတဲ့ KK ဘတ်ကိုမင်းအောင်လှိုင်တပ်တွေသိမ်းပိုက်ထိန်းချုပ်ခဲ့စဉ်ကတပ်တွေအစအနဖြောက်မှုတွေဟာအလင်းမြန်လှုပ်ဆောင်ခဲ့တယ်ဆိုတာမျက်မြင်ကိုယ်တွေဖြစ်ပါတယ်။ KK ဘတ်ကြားဖြန့်ဂိုင်းမှာထောင်ထဲချီတဲ့နိုင်ငံပေါင်းစုံကနိုင်ငံသားတွေကိုဖမ်းဆီးရရှိခဲ့ပေမဲ့လည်းယနေ့အချိန်ထိကြားဖြန့်ဂိုင်းကောင်းဆောင်ကဘယ်သူဘဝဖြစ်တယ်ဆိုတာကိုဖော်ထုတ်ဖမ်းဆီးမှုတွေမပြုလုပ်နိုင်ခဲ့ပါဘူး။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်လွှတ်တော်ကြားနာပွဲအတွင်းမှာတရုတ်ကြားဖြန့်အွန်လိုင်းငွေလိမ်ခိုင်းတွေရဲ့တားကောင်ဖြစ်ခဲ့ရတဲ့အမေရိကန်နိုင်ငံသားတွေရဲ့ဆုံးရှုံးသွားတဲ့ငွေကြေးတွေကိုပြန်လည်ရရှိရင်းနဲ့ကမ္ဘောဒီးယားနဲ့ထိုင်းမြန်မာနယ်စပ်ဒေသတွေအထိကွင်းစင်းလစ်လာခဲ့တဲ့ Operation Shamrock ရဲ့ဥက္ကဋ္ဌဖြစ်သူ Erin West ရဲ့ဆွေးနွေးချက်တွေကအမေရိကန်အစိုးရရဲ့အားနည်းချက်တွေကိုထိထိရောက်ရောက်ထောက်ပြနိုင်ခဲ့ပါတယ်။တရုတ်ကြားဖြန့်အွန်လိုင်းငွေလိမ်ခိုင်းတွေရဲ့အန္တရာယ်ကအမေရိကန်နိုင်ငံသားတွေကိုထိထိရောက်အကာအကွယ်ပေးဖို့အတွက်အမေရိကန်လုံခြုံရေးအေဂျင်စီတွေရဲ့အသင့်ဖြစ်မနေဘဲပြက်ကွက်မှုတွေနဲ့နိုင်ငံတွင်းမှာရှိတဲ့ရဲဌာနများရဲ့အွန်လိုင်းငွေလိမ်ခံရတဲ့ပတ်သက်ပြီးတိုင်ကြားမှုတွေကိုလက်ခံရရှိတဲ့အခါမှာထိရောက်စွာကင်တွယ်အရေးယူနိုင်တဲ့စွမ်းအားနဲ့စွမ်းရည်မရှိဖြစ်နေပုံတွေကိုလည်းမိမောင်းထိုးပြနိုင်ခဲ့ပါတယ်။
ဒီပြဿနာဟာတာမန်ရာဇဝတ်မှုအမျိုးအစားမဟုတ်ပဲအမျိုးသားလုံခြုံရေးပြဿနာကြီးအဖြစ်အမေရိကန်အစိုးရကထိထိရောက်ရောက်တတ်မှတ်ကင်တွယ်တင်ကြောင်းကိုအယ်ရင်ဝက်စ်ရဲ့အကြံပြုချက်ဖြင့်ဒီဆောင်းပါးကတဆင့်သုံးသပ်ဖော်ပြလိုက်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။